လုံးမင်္ဂလာပါဒီနေ့ကတော့ဝက်သားလေးကိုပြုတ်ပြီးတော့မုံညစ်လေးနဲ့လူပြီးကြော်မှာဖြစ်ပါတယ်ဝက်သားလေးကိုပေါ့နော်ဂျင်းအရည်လေးနဲ့ပြုတ်ထားတာပေါ့လေရေခမ်းသွားလို့ရှိရင်မုံညစ်လူကြော်ပါမယ်ဝက်သားလေးလည်းရတယ်မုံညစ်လူထားတဲ့ဟာလေးကြော်ပါတော့မယ်ပြန်လေးမှလည်းထည့်ချပါတယ်မှန်ပါဝက်သားလေးကိုပြုတ်ပြီးတော့ဂျင်းညှစ်ထည့်ထားတဲ့ဟာလေးကိုရွှေလေးပြပုတ်ချင်လေးလူထားပါတယ်အဲ့ဒါလေးကြော်မှာပါဝတ်သားကျစီလေးတော့နည်းနည်းပေါက်ပါနော်ဝတ်သားအခောက်လေးပါနည်းနည်းတော့ပေါက်ပါတယ်ဒီနေ့လေးဆိုဆယ်လို့ရပါပြီပြုတ်ထားပြီးသားဆိုတော့ဒါနည်းနေတာနောက်တစ်တဲ့ကြောပါမယ်စားလို့အရန်ကောင်းတယ်ဝတ်သားနဲ့မုံညစ်လေးနဲ့လူထားတဲ့ဟာလေးကြော်ထားတာလေးပြီးပါပြီရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်